အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့ sticker ဖြတ်ဆက်လေးကိုပေါ့နော် unbox လုပ်ကြပြီးမှဖြစ်ပါခင်ဗျာကျွန်တော် sticker ဖြတ်ဆက်လေးက fully unlimited ခက်တာပေါ့နော်အချိန်ကြီးကန့်သတ်ဖြစ်လို့ရပါတယ်ခင်ဗျာကောင်းဝယ်စရာလည်းမလိုသလိုတန်းလိုက်ထပ်လို့ရမလို့ပါဘူးခင်ဗျာကျွန်တော်ဖြတ်ဆက်အားသားချက်ကတော့သူက online များရဲ့နေရာတွေမှာလည်း offline mode အနေနဲ့အသုံးပြုလို့ရပါတယ်ခင်ဗျာ sticker ဖြတ်ဆက်ဝယ်ပြီးဆိုရင်ကျွန်တော်တို့ sticker ဖြတ်ဆက်ထဲမှာပေါ့နော်အတင်ကျိုး adapter လေးရဲ့ပြီးတော့ sticker တားအင်လေးရဲ့ပြီးတော့ဒီကျိုးလေးကတော့ကျွန်တော်ကွန်ပျူတာနဲ့တက်သုံးတဲ့ကျိုးလေးပေါ့နော်ပြီးရင်သူများတစ်ခုရဲ့ခင်ဗျာတစ်ခုရဲ့ဒါ2600ရဆိုတော့ပို့ပါပါတယ်ခင်ဗျာကျွန်တော်ဖြတ်ဆက် sticker လေးကဘိန်းလေးလုံးပါတာဖြစ်တဲ့ကြောင့်မို့ tablet site တွေထိပါဖြတ်လို့ရပါတယ်ခင်ဗျာ Redmi Pad SC Redmi Pad 2ကိုဖြတ်လို့ရပါတယ်ခင်ဗျာsticker ဖြတ်ဆက်ကိုအသုံးပြုလို့မှဆိုရင်ဒီနောက်မှာခလုတ်လေးတစ်ချက်တည်းနှိပ်ပြီးရမှာပါခင်ဗျာတစ်ချက်တည်းနှိပ်လိုက်ရင်တော့ဒီ power လေးပွင့်လာပါပြီ power point ပဲဆိုတော့အထက်မှာတွေ့ရပါတယ် fashion တွေကတော့ကျွန်တော်တို့ဖုန်းတွေရမယ် tablet တွေရမယ်smart watch တွေကဖြတ်လို့ရမယ် computer တွေဖြတ်လို့ရရပါတော့ပြီး page device တွေဖြတ်လို့ရပါတယ်ခင်ဗျာပြီးပါရင်ဒီကလို့ online များရဲ့နေရာတွေမှာဆိုရင် offline mode သုံးလို့ရတယ်ဆိုပေမဲ့online ရတဲ့နေရာမှာဆိုလဲ wifi ပေးထားလိုက်ရတယ်သူက auto update ဖြစ်ပါတယ်ခင်ဗျာတကယ်လို့ update device တင်နေဆိုရင်လည်းသူပေးနာအများဝိုင်းတွေနှိပ်ပြီးတော့ update တင်လို့ရပါတယ်ခင်ဗျာဟုတ်ဒီလိုပြည့်ပြည့်စုံတဲ့ sticker ဖြတ်ဆက်လေးကိုပေါ့နော်လူချင်းနေဆိုတော့ကျွန်တော်တို့ service scheme မှာဝယ် update လုပ်ရပါခင်ဗျာ